တော်လန်ပြည်သူအလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ဗီဒီယိုပိုင်းလေးကိုတွေ့တာနဲ့ကျွန်တော်တို့ခွင့်မသွားကြဖို့ကျွန်တော်တို့တပ်ဖွဲ့နေဖြင့်မေတ္တာရက်ခံအကူအညီတောင်းခံရပါတယ်ကျွန်တော်တို့ဖွဲ့ရတော့မတ်တစ်စစ်ဒေသစကိုင်းတိုင်းဒေသကြီးကျင်းမပင်ခြေဆိုင်လက်စင်ချာသမ္ပတိပြောကြားတပ်ဖွဲ့မှရဲဘော်များဖြစ်ပါတယ်စီးရဲရှိန်မြင့်လာတာနဲ့မြရန်သူရဲ့စစ်စခန်းတွေနဲ့ရန်သူရဲ့အထိုင်တွေကိုချစ်ရရောက်တော်လန်တိုက်ခိုက်နိုင်ဖို့အတွက်ကျွန်တော်တို့တပ်ဖွဲ့နေဖြင့်ဝေရင်တိုက်ခိုက်ရတော့များလိုရဲလက်ရှိပါတယ်ကျွန်တော်တို့ဝေရင်တုံးများဝေယူနိုင်ရန်အတွက်ကျွန်တော်တို့တပ်ဖွဲ့နေဖြင့်ရန်သူချေမုံဝေရင်တုံးဆိုပြီးတော့7သိန်း900ကမ်ပိန်းလို့ပြုလုပ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရန်သူချေမုံဝေရင်တုံး7သိန်း900ကမ်ပိန်းလေးမှာ9ရက်10လ2025ရက်နေ့တွင်ဖွဲ့လက်သောကိုလင်းမအေးမဥဆောင်တဲ့တပေါင်းစစ်ချီတောင်းစစ်တင်ညီနောင်များအဖွဲ့မှ6ကြိမ်မြောက်ရန်ပုံငွေဖွင့်ပွဲမှတဲထုရှင်ပြည်သူများနေပြီးတော့ကျွန်တော်တို့နယ်စည်းမခြားစာမီပြောက်ကြားတပ်ဖွဲ့ဝေရင်တိုက်ခိုက်ရေးတုံးများဝယ်ယူနိုင်ရန်အတွက်ပြန်လည်လူတန်းငွေသည်ဥပချစ်ကနေပြီးတော့1000ဘက်ကိုတာတန်းကနေပြီးတော့900ဘက်နဲ့ကိုနိုင်ဝင်းက900ဘက်နောက်ထပ်ပူလီကူထိုင်းက1000ဘက်မောင်စောကနေပြီးတော့900ဘက်နေမျိုးဦးကနေပြီးတော့900ဘက်နဲ့ကိုကျော်နိုင်က200ဘက်မက္ကေတီအောင်က100ဘက်နဲ့အမေပြုံးကနေပြီးတော့900ဘက်အုတ်ကြီးကနေပြီးတော့1000ဘက်ဘိုးဝင်းဘိုးကနေပြီးတော့1000ဘက်နဲ့ကိုလင်းကနေပြီးတော့900ဘက်ကျွန်တော်စုစုပေါင်း9300ဘတ်တီကိုကျွန်တော်တို့16ရက်10လ2025ရက်နေ့တွင်ကျွန်တော်တို့နယ်စည်းမခြားစာမီပြောက်ကြားတပ်ဖွဲ့ကနေပြီးတော့လက်ခံရရှိပါကြောင်းဤဗီဒီယိုပိုင်းလေးဖြင့်မှတ်တမ်းနဲ့ဂုဏ်ပြုရပါတယ်အခုလိုကျွန်တော်တို့နယ်စည်းမခြားစာမီပြောက်ကြားတပ်ဖွဲ့ဝေရင်တိုက်ခိုက်ရေးတုံးများဝယ်ယူနိုင်ရန်နဲ့ဆေးရနာရှင်ကိုရုံးချွန်းတော်လှန်နိုင်ဖို့အဖက်ဖက်ကနေပြီးတော့ပါဝင်အပြည့်ကူညီပေးကြတဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူအားလုံးနဲ့တော်လှန်သူညီကိုမောင်နှမအားလုံးကိုကျွန်တော်တို့နယ်စည်းမခြားစာမီပြောက်ကြားတပ်ဖွဲ့မှအထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်တွင်လည်းကျွန်တော်တို့နယ်စည်းမခြားစာမီပြောက်ကြားတပ်ဖွဲ့ဆေးရနာရှင်ကိုရုံးချွန်းတော်လှန်တိုက်ခိုက်နိုင်ဖို့လိုအပ်တဲ့လက်နက်ခဲယမ်းတွေဝယ်ယူနိုင်ရန်အတွက်ထပ်မံပြီးတော့အပြည့်ကူညီပေးကြဖို့မေတ္တာရက်ခံကျွန်တော်တို့တပ်ဖွဲ့နေပြင်လဲဆေးရနာရှင်ကြာချုံတဲ့အချိန်ထိထိထိရောက်နဲ့တိုက်ခိုက်သွားပါမယ်လို့ဂတိသစ္စာပြုပါတယ်ရေတော်ဘုံအောင်ရမည်ရေတော်ဘုံအောင်ရမည်ရေတော်ဘုံအောင်ရမည်